Hello ကိုကပဲနေဖွာလဲဆိုတာတရုတ်လိုသိချင်ကြလားသိချင်တယ်ဆိုရင်ဗီဒီယိုလေးကိုဆက်ကြည့်ကြပါနော်ရက်တက်တစ်ပတ်ကို星期星期中礼拜သုံးမျိုးသုံးလို့ရပါတယ်နော်တနင်္လာနေ့ Monday ကို星期一အင်္ဂါနေ့ Tuesday ကို星期二ဗုဒ္ဓဟူးနေ့ Wednesday ကို星期三ကြာသပတေးနေ့ Thursday ကို星期四သောကြာနေ့ Friday ကို星期五စနေနေ့ Saturday ကို星期六တနင်္ဂနွေနေ့ Sunday ကို星期天လို့ခေါ်ပါတယ်星期日အတီနာကတော့星期五နေ့ဖွားဖြစ်ပါတယ်တကယ်ချင်းတော့ဘယ်နေ့ဖွားလဲ comment မှာရေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်晚安回头见拜拜